ဒီပဒါနဆိုတဲ့စီမီအလူပါဠိလိုစီမီအလူကိုဒီပဒါနလို့ခေါ်တယ်ဒီပဆိုစီမီဒီပဒါနစီမီအလူကြောင့်မို့လို့သူအကျိုးနှစ်ခုဖော်ပြထားတယ်ခုနကတော့သူနေတဲ့နေရာအမြဲတမ်းလင်းချင်းနေတယ်မောင်ထဲမှာမနေရဘူးတိရောကုတ်တံအိမ်နိုင်ရဲ့ဟိုဘက်ကိုလည်းသူပြင်းနိုင်တယ်တိရောတေလံတောင်ကြီးချားနေပဲအဲ့တောင်ရဲ့ဟိုဘက်ကိုလည်းသူပြင်းနိုင်တယ်ပတ္တမဟံယရိစ္ဆာမိတောင်ကြီးရဲ့ဟိုဘက်ကိုလည်းသူလှမ်းမြင်လို့ရတယ်ပေါ့အဲ့လိုမြင်နိုင်စွမ်းရှိတာဟာတဲ့ဒီပတ္တနာတိတံဖလားစီမီလူရတဲ့အကျိုးတစ်ခုပါပဲကလကာချားရင်တော့မမြင်ရတော့တောင်မပြောနဲ့ဟိုဘက်ကိုမြင်ဖို့ဆိုတာကလကာလေးကွယ်လိုက်ရင်တော့မမြင်ရတော့လေတမန်နေကြတော့အဲ့သူတောင်ကြီးချားတာပဲတောင်ရဲ့ဟိုဘက်ပါရှိတယ်ဆိုမြင်နိုင်တယ်နိုင်ရန်ကြီးတွေချားနေလဲဟိုဘက်ကိုမြင်နိုင်တယ်သူတို့ဆိုလို့ဝိသုဒ္ဓနေယနာဟောမိ